public wifi သုံးတဲ့အခါမှာဒီအချက်တွေကိုမမေ့နဲ့လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျားကတကယ်လို့သတိလက်လွတ်နေမိတယ်ဆိုရင်တော့ကိုယ့်ရဲ့ social media account တွေပြီးတော့ banking နေနဲ့ကိုယ့်ရဲ့ personal data တွေပါတခါတည်းဆုံးရှုံးသွားနိုင်ပါတယ်မင်္ဂလာပါပြည်တယ်ဘလော့ကျူတူပါတယ်ကျွန်တော်ကြော်တော်မင်းမှာအခုနောက်ပိုင်းကျွန်တော် social expert အများစုသတိပေးနေတာကကျွန်တော် public wifi တွေမှာပေါ့နော် public wifi တွေမှာ hacker အများစုကနီးလန်းမျိုးစုံသုံးလာကြတဲ့အထဲမှာကျွန်တော် main internet attack လို့ခေါ်တဲ့ cyber attack နီးလန်းတစ်မျိုးကိုအသုံးများလာကြပါတယ်ကျွန်တော်လူတွေကသိရမလားအလကားရရင်နည်းနည်းတော့ဂုံးစင်းနေကြတဲ့အကျင့်လေးတော့ရှိတယ်နည်းနည်းတော့မဟုတ်ဗျာဂုံးစင်းနေပဲထားပါတော့เนาะအဲ့တော့ပုံမှန်ဆိုလို့ချင်းကျွန်တော် wifi တွေရှိရပေါ့နော် coffee ဆိုင်တွေshopping mall တွေမှာရတဲ့အလကားရတဲ့ free wifi တွေကိုအများနဲ့ကြိတ်နေကြတယ်လေအဲ့လို free wifi တွေကိုကျွန်တော်သုံးနေတာကကိုယ့်ရဲ့ data တွေကို hacker တွေလက်ထဲကိုဦးထည့်ပေးနေတာနဲ့အတူတူပါပဲအဲ့လိုလည်းဖြစ်မှန်းမသိဖြစ်နေနိုင်တယ်ပေါ့နော်တချို့ကလည်းသိလိမ့်မယ်ဒါပေမဲ့ပညာရှိသတိဖြစ်ခဲ့ဆိုလိုမျိုးမေးရောပေါ်စာနေတတ်တာလေးလည်းရှိလိမ့်မယ်အဲ့တော့ဖုန်းလေးနဲ့ကျွန်တော် wifi ချိတ်လိုက်မိယုံနဲ့အန်ဒီရမရှိနိုင်ဘူးလို့တော်တော်များများကထင်နေကြလိမ့်မယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ကိုချိတ်လိုက်မိတဲ့အချိန်ကစပြီးတော့ကိုယ့်ရဲ့အချက်လက်တွေကိုတစုံတစ်ယောက်ကစောင့်ကြည့်နေခံရနိုင်တယ်ဆိုတာကိုတော့သိတဲ့သူနည်းပါလိမ့်မယ်သိရလို့ရှိရင်လည်းပဲစောစောကကျွန်တော်ပြောခဲ့သလိုပဲပညာရှိသတိဖြစ်ခဲ့ဗျာမေ့ရင်လည်းမေ့နေနိုင်တယ်အဲ့တော့ public wifi ဆိုတာကလူတိုင်းအလွယ်ချိတ်လို့ရတဲ့ network ဖြစ်တဲ့အတွက်ကျွန်တော် security ဘိုင်းကတော့လုံးဝအားနည်းတယ်ပေါ့နော်လုံခြုံမှုမရှိဘူးဆိုတော့ခင်ဗျားတို့လည်းသိလိမ့်မယ် password ကလည်းတင်းကျပ်မထားဘူး data encryption လုံးဝမပြည့်စုံဘူးဗျာပြီးတော့ network ထဲကိုဘယ်သူဝင်နေရဲဆိုတာကိုတော့မသိနိုင်တဲ့အခြေအနေပါအဲ့လိုမျိုးမပြည့်စုံတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးတော့ hacker တွေက main in the middle address ဆိုရယ် MIDM ပေါ့နော်အလိုကောက်ပြောရမယ်ဆိုရင်အဲ့ဒီ MIDM attack လို့ခေါ်တဲ့ user တွေရဲ့ကျွန်တော်အသုံးပြုသူတွေရဲ့ data ကိုဂျားတွေကနေပြီးတော့ဖျက်ယူတဲ့နည်းလမ်းကိုသုံးနေကြတာပါအဲ့တော့ MIDM လို့ခေါ်တဲ့ main in the middle address ဆိုရယ်အရာကဘလို့အလုပ်လုပ်လဲဆိုတာကိုကျွန်တော်ရိုးရှင်းလေးရှင်းပြချင်ပါတယ်ဒါကတော့ရိုးရှင်းတယ်အလွယ်ကူဆုံးပြောရမယ်ဥပမာပြောရမယ်ဆိုရင်ခင်ဗျားကလူတစ်ယောက်နဲ့အတင်းတုပ်နေတာကိုဂျားတွေကခိုးနားထောင်နေတဲ့ပုံစံလို့လွယ်လေးဥပမာပေးလို့ရတယ်အဲ့တော့ပြောချင်တာကဗျာကိုပို့လိုက်တဲ့ data တွေကတာမန်ကျွန်တော်တို့ရဲ့အခုဒီမှာအိမ်သုံး wifi တွေပဲထားပါတော့ဗျာအဲ့လိုမျိုးလုံခြုံတဲ့ network မှာသုံးနေတယ်ဆိုရင်ကိုက data တစ်ခုပို့လိုက်တယ် website ကိုရောက်သွားမယ် okay ဒါပေမဲ့ public က free wifi နေမှာဆိုလို့ရှိရင်wifi တိုင်းကိုတော့ပြောချင်တာမဟုတ်ဘူးဗျာကျွန်တော် hack ခံရတဲ့ wifi တစ်ခုပေါ့နော်အဲ့ wifi က hack ခံထားရတယ်ဆိုရင်ခင်ဗျားက data တစ်ခုပို့လိုက်တယ်ဆိုရင်အဲ့ data က hacker စီကိုအရင်ဆုံးရောက်သွားမှာရောက်သွားပြီးတော့မှကျွန်တော်တို့ကအဲ့ဒီ data က website ဘက်ကိုရောက်သွားတာမျိုးပါတနည်းပြောရမယ်ဆိုရင်ဗျာကိုနဲ့ website ရဲ့ဂျားထဲမှာ hacker ကဂျားဝင်နေတဲ့ပုံစံမျိုးအဲ့ဒါကိုခင်ဗျားကအဲ့ဒီအချိန်မှာမသိဘဲနဲ့ password တွေနဲ့ login ဝင်မယ် user name တွေထည့်မယ် password တွေရှောက်ရိုက်မယ်အဲ့လိုမျိုးလုပ်နေမယ်ဆိုရင်သေချာတယ်မြန်ပေါ်ကြီးကမတွေးရစေရပဲအဲ့တော့နောက်ထပ်အရေးကြီးတာတစ်ခုလည်းရှိသေးတယ်နောက်ထပ်အရေးကြီးတာတစ်ခုက session hijacking မှာအဲ့ဒါကဘာလဲဆိုတော့ website တစ်ခုကို login ဝင်ပြီးတော့ password မရိုက်တော့ဘဲနဲ့အသုံးပြုနေတဲ့အချိန်ကိုအဲ့ဒီ session ကိုပြောချင်တာပါအဲ့ဒီ session မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ public wifi မှာပဲထားပါတော့ဗျာ public free wifi မှာ hacker ကအဲ့ဒီ session ကိုဒါခိုးနိုင်ခဲ့တယ်ဆိုရင် password မသိဘဲနဲ့ခင်ဗျားရဲ့ account ထဲကိုသူတို့ကဝင်ရောက်နေမှာပဲဖြစ်ပါတယ် password မပြောင်းသေးဘူးဆိုပြီးတော့ကိုကမှ easy သုံးနေတဲ့အချိန်မှာ hacker account ထဲဝင်ပြီးသားဖြစ်နေတာမျိုးအဲ့လိုမျိုးဆိုတော့ခင်ဗျားတို့ပြောမှာပေါ့ဗျာသိရမလားငါ website မသုံးဘူးငါ Facebook နဲ့ application လေးပဲပုတ်တာအဲ့လိုမျိုး application ပဲသုံးတာကွာဆိုပြီးတော့ပြောကြလေအဲ့ဒါလည်းမှန်တယ်တော့မှန်ဒါပေမဲ့ application အများစုကလည်းပဲ background မှာ internet နဲ့အမြဲချိတ်ပြီးတော့အလုပ်လုပ်နေတယ်ဆိုတာလေးတော့သိသိချင်တယ်အမြဲတမ်း background မှာကျွန်တော်တို့ data တွေကိုပို့ပေးနေရပါတယ်အဲ့တော့အဲ့ဒီ public free wifi ကိုချိတ်ထားတာနဲ့ application တွေရဲ့ data traffic ကို hacker ကစောင့်ကြည့်နေလို့ရနေတာမျိုးကိုပြောချင်တာဗျာအဲ့လိုအဲ့တော့ကျွန်တော်အဲ့လိုပြောလို့လည်းပဲအရင်တော့လေလန့်မတော့နဲ့ပေါ့နော်ဒါကတော့ကျွန်တော်အစိုးဆုံးနေနဲ့အစိုးဆုံးနေကိုတည်ထားမှကျွန်တော်တို့ကကြိုတင်ကာကွယ်လို့ရမှာဟုတ်အဲ့တော့ဘယ်လိုဖြစ်နိုင်လဲဆိုတာအထိကိုကျွန်တော်ကနည်းနည်းလေး overting လေးတောက်ပြီးတော့ပြောလိုက်တာဘာတင်ရတင်မှာမရှိဘူးပေါ့နော်โอเคထားပါတော့အဲ့တော့အဲ့လိုလုံးနိုင်ဖို့ဆိုတာကလည်းပဲကိုကိုလာဟက်တဲ့ကောင်ကလည်းပညာအရေးချင်းပြည့်စုံနေဖို့တော့လိုသေးတယ်အဲ့တော့ကိုကလည်းပဲသတိလက်ထားတယ်hacker ကလည်းပညာရေးချင်းပြည့်စုံဖို့လည်းလိုသေးတယ်ဆိုတော့အဲ့လောက်ကြီးတော့လည်းပဲတရားရာခိုင်နှုန်းကြီးစိတ်ပူနေဖို့တော့မလိုဘူးဒါပေမဲ့နောက်ထပ်အများစုသတိမထားမိတာလေးတခုကျွန်တော်ထပ်ပြောပေးဦးမယ်အဲ့တော့ cloud story ပြဿနာတွေဗျာသိရမလား
iCloud တို့ Gmail တွေပြီးတော့လို့ရှိရင် Google Drive တွေနဲ့တခြား Google ပို့တို့ဘာညာပြသိရမလား cloud service တွေကိုကျွန်တော်သုံးတဲ့အခါမှာ public wifi မှာသုံးမိရဆိုလို့ရှိရင် photo တွေ document တွေ UN ခင်ဗျားဖုန်းထဲက contact တွေအားလုံးကိုတစ်ခါတည်းဆုံးရှုံးနိုင်ပါတယ်အခက်မသိရင်ပြောတာနော်အခက်မသိရင်ပြောတာပြီးလို့အားလုံးမှာကျွန်တော်ကပြောလို့ဟာ wifi free wifi မှာသွားချိန်ပြီးတော့မင်းငါ data တွေဘာမှလည်းမပါဘူးတော့မလုံးနဲ့ကျွန်တော်ကဖြစ်တတ်တယ်ဆိုတော့ပြောပြတာအဲ့တော့ဖုန်းထဲက data တွေကမပြတ်သေးဘူးဆိုရင်တော့မှပဲ cloud ထဲကနေကျွန်တော်တို့သုံးနေတဲ့ cloud ဆိုတာတိမ်ပေါ်မှာမဟုတ်ဘူးနော်သူတို့ server တွေမှာရှိတဲ့ cloud data တွေကို hacker က download လုပ်ပြီးတော့ဖြစ်နေနိုင်ပါတယ်ပြောချင်တာကတော့ခုနပြောလို့ပဲကျွမ်းကျင် hack ထားတယ်ဆိုရင်ပေါ့တချို့နေရာတွေကတော့သိပြဿနာရှိခြင်းမှရှိလိမ့်မယ်ပေါ့နော်နယ်ဘက်တွေမှာဖြစ်နေတာမျိုးတော့၎င်းဒါပေမဲ့လည်းပဲဒါတွေကလောလောဆယ်ကျွန်တော်အခုပြောပြသွားတာတွေကကျွန်တော်နိုင်ငံမှာတော့သိပြီးတော့တွင်းရှိလားမရှိလားကတော့အများကြီးတော့မပြောတတ်ဘူးဒါပေမဲ့တခြားနိုင်ငံတွေမှာတော့လုံးဝဟင်းဖြစ်နေတဲ့hacker တွေအများစုစိတ်ဝင်စားတဲ့ target တစ်ခုလို့ပြောရင်တော့မှားမယ်မထင်ဘူးအဲ့တော့ security expert တွေအများစုရဲ့အကြံပြုချက်အရာကိုပြောရမယ်ဆိုရင်ကျွန်တော်လေးလာတွေ့ရှိချက်အရာ public wifi ကိုသုံးပြီးချင်း wifi ကိုဆို wifi ဒီစက်ကြီးကိုပိတ်ထားမှာပေါ့နော်ကိုယ့်ရဲ့ wifi ချိတ်ထားတဲ့ wifi ကိုပိတ်လိုက်တာကပို့ပြီးတော့လုံခြုံမှုရှိတယ်ဒီ wifi ကိုပိတ်ထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် auto connect ကိုဖြုတ်ထားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုံထားတင်ပါတယ်အဲ့တော့တစ်ခါသုံးပြီးသွားလို့ okay ဒီနာမည်နဲ့ကျွန်တော်ကသုံးထားပြီးဒီ wifi ကတော့လုံခြုံစိတ်ချရတယ်ဆိုပေမဲ့အဲ့ဒီ wifi မျိုးနဲ့နောက်ဘေးမှာ hacker က fake wifi တစ်ခုလုံးလိုက်ရင်လည်းပဲကျွန်တော်တို့ရဲ့ဖုန်းသုံးဖို့ laptop က auto ချိတ်သွားနိုင်ပါတယ်အဲ့လိုမျိုးဆိုတော့auto connect feature ကိုဖြုတ်ထားတာမျိုး wifi ပိတ်ထားတာမျိုးကမလိုလားတဲ့ပြဿနာတွေကိုဖြစ်ဖို့အတွက်အတားအဆီးတစ်ခုတော့ဖြစ်သွားလိမ့်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ဘာလိုမျိုးကာကွယ်ကြမလဲအပြင်မှာ public wifi တစ်ခုချိတ်သုံးတော့မယ်ဆိုလို့ရှိရင်ဘယ်လိုတွေလောက်ထားတဲ့လဲဆိုတာလေးကိုကျွန်တော်စာပြောပြမယ်အဲ့တော့နံပါတ်1ကဘာဖြစ်မလဲဆိုတော့ခင်ဗျားရဲ့ဒီ banking account တွေပေါ့နော် banking account တွေကိုရှောက်မဝင်ပါနဲ့အဲ့ဒီ wifi လေးမှာဖြစ်နိုင်မသုံးရင်အကောင့်သုံးပဲဗျာသိရမလားပုံမှန်သုံးကျင်နေဆိုရင် web browsing လောက်လေးပဲနည်းနည်းပါးပါလုပ်လို့ရှိရင် web browsing လုပ်တာကိုမှ web browsing လုပ်တယ်ဆိုရင်လည်းပဲ https ဆိုတဲ့နောက်မှာ s မပါတဲ့ site တွေကိုလုံးဝမဝင်သင့်ဘူးအဲ့တော့ဒီပုံမှန်ဆိုလို့ရှိရင်ကျွန်တော် laptop နဲ့သုံးနေတယ်ဆိုရင်ဒီအပေါ်ဆုံးဘားလေးမှာတော့ပုံစံလေးပါတယ်အဲ့တော့ပုံစံလေးပါတဲ့ https ဆိုတဲ့လုံးဝ security ဖြစ်တဲ့ website တွေမှာပဲဝင်လော့မပါတဲ့ site ကိုလုံးဝမဝင်နဲ့မဝင်သင့်ဘူးဗျာပြောချင်တာမဝင်နဲ့ဆိုရတယ်မဝင်သင့်ဘူးဒါလို့အဲ့ဒါကတခုကြည့်ရ VPN ခံသုံးမယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်ဒါပေမဲ့လည်းပဲလုံးဝလုံခြုံတယ်လို့ပြောချင်တာတော့မဟုတ်ဘူး VPN ခံသုံးရင်တော့ရတယ်ပေါ့နော်ပြောချင်တာဗျာတော်တော်နဲ့လိုရင်းပြောရင်တော့ငွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ banking ကိစ္စတွေပိုင်းနဲ့ပတ်သက်လာပြီးလုံခြုံရေးနဲ့ပတ်သက်လာပြီးဆိုရင် Wi-Fi မသုံးနဲ့ mobile data ကိုဖွင့်သုံး data ဖို့နှမျောမယ်ဆိုလို့ရှိရင်တော့ခံရမယ့်သူကမိတ်ဆွေနေမဲ့ဖြစ်သွားလိမ့်မယ်နံပါတ်1ကဘယ်လိုကာကွယ်ရမလဲဆိုတော့ email တွေမြန်မာပြည်မှာဆို Facebook တွေဗျာခြုံပြီးပြောရင် social media application တွေမဝင်ရင်တော့ကောင်းတယ်မသုံးရင်တော့ကောင်းတယ် login သွားပြီးတော့မဝင်မိစေနဲ့ video အစားကျွန်တော်ပြောသွားသလိုပဲအဲ့ဒီဟာမှာကျွန်တော်တို့ရေးလိုက်တဲ့ user name တွေ password တွေ message တွေအဲ့ဒါတွေအကုန်လုံးကို hacker ကသာမြင်နေရမှာဆိုလို့ရှိရင်မသိပဲနဲ့ခင်ဗျားရဲ့အရေးကြီးတဲ့ data တွေကိုတစ်ဖက်ကမှတ်ထားပြီးသားဖြစ်နေမှာသိရမလားအဲ့အချိန်မှာပဲကိုမသိလိုက်ခင်မှာ password ပြောင်းသွားတာတို့ကိုတိုင်းတော့မှ log in ပြန်ပြီးတော့ဝင်လို့မရတာမျိုးတွေပါဖြစ်သွားနိုင်တယ်ပြောချင်တာ account တော်တော်များများဆုံးရှုံးသွားနိုင်တာမျိုးအပြင်ကိုယ့်ရဲ့ data တွေပါအများကြီးဆုံးရှုံးသွားနိုင်ပါတယ်အဲ့လိုအဖြစ်အပျက်တွေကတကယ်မဖြစ်ဘူးတော့မဟုတ်ဘူးနော်နေ့စဉ်တကယ်နေရာနဲ့အမျှမှာဖြစ်နေတာမျိုးပါအဲ့ဒါကြောင့်ကျွန်တော်ကဒါလေးကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့နံပါတ်3ဘယ်လိုကာကွယ်ရမလဲဆိုတာကစောစောပြောပါလိမ့်မယ်ဖုန်းထဲမှာ auto connect လုပ်တဲ့ feature wifi auto connect လုပ်တဲ့ feature ကိုပိတ်ထားရမှာတချို့ hacker တွေကကျွန်တော်တို့ coffee sign မှာတွားပြီးတော့သုံးနေဆိုရင် coffee sign က wifi နဲ့ named to fake wifi network တွေကိုလွှင့်ပြီးတော့ user တွေကိုကျွန်တော်တို့ငားများတယ်လို့မျိုးစောင့်ဘယ်ကောင်ကငါစားလာချိတ်မလဲဆိုပြီးတော့စောင့်နေတဲ့အနေအထားမျိုးရှိတယ် wifi center မှာ auto connect feature ကိုမပိတ်ခဲ့ဘူးဆိုရင်ကိုယ့်ရဲ့ဖုန်းက hacker ရဲ့ fake wifi ကို auto သွားချိတ်နေတယ်ဆိုလို့ရှိရင်တော့ကိုတိုင်းတော့မသိလိုက်ဘဲနဲ့ hacker ရဲ့ fake network တွေကိုဝင်ပြီးတယ်လို့မျိုးဖြစ်သွားမှာပဲဖြစ်ပါလိမ့်မယ်ရင်လေးစရာကြီးပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့တစ်ခုပဲထပ်ပြောရမယ်အဲ့တော့အရေးကြီးဆုံးအချက်တစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အကျင့်အရေးကြီးဆုံးကသတိထားရမယ်အကျင့်ကျွန်တော်တို့က public မှာ wifi သုံးမယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အလုပ်မလုပ်ဘူး
အဲ့ဒီစိတ်နဲ့ပဲကျွန်တော်သွားသုံးရမှာဖြစ်ပါတယ် Cyber Security ဆိုတာကစောစောကပြောရတဲ့ VPN တွေဖွာတွေဒီဟာတွေဟို software ဒီ software တွေနဲ့တူးတွေနဲ့ကာကွယ်တာတွေမဟုတ်ဘဲနဲ့ကိုနေတဲ့ကိုလုံနေတဲ့အမျိုးအမူနဲ့ပါကာကွယ်တာကပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ free wifi တွေသွားပြီးတော့ဂုံစင်းမယ်ဆိုလို့ရှိရင်တော့โอเคအချိန်ကုန်တက်တာစီတဲ့ပတ်စံလဲငွေကုန်တက်တာစီရဲဆိုတာမှတ်မိမယ်ကိုကအန်ဒီယေကိုမသိလိုက်ပဲနဲ့သုံးတာကကိုယ့်ရဲ့ account တွေကိုကိုယ့်ရဲ့ data တွေကိုအန်ဒီယေတွေကိုထိုးထည့်လိုက်တာ ਨੇ အတူတူပဲ okay free wifi တွေ public wifi တွေကအခမဲ့ဖြစ်ပေမဲ့ခင်ဗျားရဲ့ data တွေကတော့အခမဲ့မဟုတ်ဘူးပါဝိုင်းပြန်ရဖို့ခက်ခဲပါတယ်အဲ့တော့မိတ်ဆွေတယောက်ကိုခုခင်ဗျားကဒီဗီဒီယိုကို share ပေးလိုက်မယ်ဆိုလို့ရှိရင် account တစ်ခုကိုကာကွယ်ပေးလိုက်တာနဲ့အတူတူပါပဲအဲ့တော့အခုလိုမျိုးဗီဒီယိုတွေစိတ်ဝင်စားတယ်သဘောကျနေတဲ့ဆိုရင် like and share တွေပါလုပ်သွားလို့ရတယ်နော်စိတ်ဝင်စားရင်လုပ်သွားလို့ရတယ်ပြောချင်တာ cyber security ဆိုတာက ID သမားတွေအတွက်ပဲမဟုတ်ဘူးဖုန်းလိုမျိုးနေ့စဉ်သုံးနေတဲ့ကျွန်တော်တို့လူတွေနဲ့နေ့စဉ်မှာကွာထပ်ချက်ရှိနေတဲ့ electronic ပစ္စည်းတွေနဲ့ပါဆက်နွယ်မှုရှိနေတာလို့ကျွန်တော်ပြောရလိမ့်မယ်အဲ့တော့ဖုန်းသုံးတဲ့သူတိုင်းအတွက်လုံးဝအရေးကြီးပါတယ်နောက်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာဂုံးစင်းမယ်ဆိုရင်တော့အခြေအနေလေးတော့ကြည့်ပြီးတော့စင်းပေါ့နော်ဒါလို့ဂုံးစင်းတော့လိမ့်ကြပြီးတော့အကြမတော်လို့ရှိရင်ခန်းစားရတာတော်တော်လေးတော့စိုးတယ်ပေါ့နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပြောချင်တာလေးလည်းပြောပြသွားပြီဆောင်ရရှောင်းလေးလည်းပြောပြသွားပြီဆိုတော့အခုဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးဗီဒီယိုလေး knowledge sharing ဗီဒီယိုလေးတချို့စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ကြားထဲမှာကြိုးကြားတင်ပေးသွားမယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားတဲ့ဆိုတော့ like share subscribe တွေနဲ့ထင်မြင်ယူဆချက်တွေကို comment မှာလည်းပြောပြသွားပြီးလို့ရပါတယ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါ